ဒီနေ့ကကမရှက်အကြောင်းလေးတွေညီမမျှဝေပေးတာပဲပေါ့နော်တချို့ကလည်းကင်းနင်းအရမ်းမာတဲ့အကြောင်းလေးတွေလာမေးထားရှိတယ်ပေါ့နော်ဘာကြောင့်မာတာလဲဒီကမရှက်တွေကဘယ်လိုကွာလဲဆိုတော့ညီမရှင်းပြပေးသွားမှာဖြစ်ပါတယ်ညီမတို့ကမ်ပိုကမရှက်နဲ့ဒါရိုးရိုးကမရှက်နဲ့ဘာတွေကွာလဲဆိုတော့ညီမရှင်းပြပေးသွားမယ်ဒါကတော့ C90 ပေါ့နော်စူပါကကမရှက်အတူပါအသက်ပါတာကောင်းလားအသက်မပါတာကောင်းလားလဲညီမရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီကမရှက်အကြောင်းလေးညီမမျှဝေပေးမှာဖြစ်ပါတယ်ဒီကောင်က original ကမရှက်ပေါ့နော်ညီမတို့ဆိုင်ကယ်စထုတ်ကနေက original တွေမှာဆိုလို့ရှိရင်ဘာလစ်တွေမပါဘူးပေါ့နော်နောက်ထုတ်တဲ့နေ့မှာဆိုလို့ရှိရင်ဘာလစ်ကလေးပါတယ်ဆရာတယောက်နဲ့တယောက်အယူဆလည်းမတူအမြင်လည်းမတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့အမြင်နဲ့ညီမပြောပြမယ်ပေါ့နော်ဆရာတခြားအမြင်တွေတော့ညီမဘယ်လိုလဲတော့မသိဘူးဒါပေမဲ့ညီမအမြင်နဲ့ညီမပြောပြပေးမယ် original မှာစထုတ်တဲ့ဘေးနေမှာဆိုလို့ရှိရင်ညီမတို့ကဒီမှာဘာလစ်တွေမပါဘူးပေါ့နော်ကင်းနေရတာမာတဲ့အကြောင်းရင်းတွေတချို့ကအရန်မေးကြတယ်ပေါ့နော်ကင်းနေတာမာတာကကြတော့ဒီလိုဘာလစ်တွေမပါလို့ရှိရင်ကစ်မာတာလို့ဖြစ်နိုင်တယ်ပေါ့နော်ဒီလိပ်ပြမောင်းတွေကဒီဟာလေးတွေမကောင်းဘူးဆိုလို့ရှိရင်လည်းကစ်မာတာလို့ပြောကြတယ်ပေါ့နော်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ညီမအမြင်ကတော့စထုတ်ကနေက original ဘိန်းမှာဆိုလို့ရှိရင်ကင်မရှက်ကအသက်လည်းမပါဘူးပေါ့နော်အသက်မပါတဲ့အတွက်ကြောင့်မလို့ညီမကတော့အမြင်တစ်မျိုးပေါ့နော်မအမြင်ကတော့ဒီလိုအသက်မပါတဲ့ကစ်မာတဲ့အကြောင်းရင်းကကလောင်ပိုင်းနဲ့လည်းဆိုင်လို့ကလောင်ပိုင်းနဲ့ဆိုင်ဆိုလို့ညီမတို့ရှေ့ချမ်းကင်ပြီးသွားလို့ရှိရင် compression အရန်ကောင်းသွားတဲ့အခါမျိုးတွေမှာအသက်မပါတာကိုထည့်မိသွားတယ်ဆိုလို့ရှိရင်နော် compression အရန်ကောင်းပြီးတော့အသက်မပါတာမျိုးတွေထည့်မိသွားမယ်ဆိုလေအရန်လုံပြီးတော့ကစ်မာတာမျိုးတွေဖြစ်နိုင်ပါတယ်ကစ်မာတာမျိုးတွေဖြစ်နိုင်ပါတယ်ကစ်မာတဲ့ဒီညီမတို့ original ကိုဒီကောင်ဖြုတ်လိုက်ပြီးမှပေါ့နော်အသက်ပါတာလေးကိုထည့်ကြည့်မယ်ဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်ညီမတို့ကဒီမှာဒီမောင်းလေးနဲ့ပေါ့နော်ညီမတို့ကဒီဘားလစ်လေးနဲ့ဒီလိုတွားချိတ်မှာပေါ့နော်တွားချိတ်မှာဒီလိုတွားချိတ်တဲ့ခါကျလို့ရှိရင်ညီမတို့ကဘားကိုနည်းနည်းလေးဖွင့်ပေးလိုက်တဲ့အခါမှာလေနည်းနည်းဟပေးလိုက်တဲ့အခါမှာညီမတို့ကစ်နေတဲ့အခါပျော့တာပေါ့နော်ဒါကြောင့်မို့ညီမတို့ compression အရင်တောင့်သွားတဲ့အခါကျလို့ရှိရင်အသက်မပါတာကိုထည့်မယ်ဆိုလို့ရှိရင်ကစ်မာတာမျိုးတွေဖြစ်နိုင်ပါတယ်နောက်တစ်ခုကကလပ်အောင်ပိုင်းနဲ့လည်းဆိုင်နိုင်ပါတယ်နော်နောက်တစ်ခုကကျညီမတို့ဒီရှေ့ချမ်းကင်ပြီးသွားလို့ရှိရင်အရန်မာတယ်ဆိုရင်ကမရှက်ကိုတစ်ချက်အသက်ပါတာလေးကိုပြောင်းထည့်ပေးစီချင်ပါတယ်ပြောင်းထည့်ပြီးမှဒီမှာညီမတို့ဒီလိပ်ပြမောင်းလေးတွေဒီကောင်လေးတွေကောင်းနေမှာပေါ့နော်ဒီကောင်နဲ့ဒီလိုလေးချိတ်နေတဲ့အခါကျလို့ရှိရင်ညီမတို့ကကစ်နင်းလိုက်လေနည်းနည်းဖွင့်ပေးတဲ့အတွက်ကစ်နင်းရတာလေးတွေပျော့သွားနိုင်ပါတယ်ပေါ့နော်ညီမတို့ကနောက်လာတဲ့ဘိန်းတွေမှာဆိုလို့ရှိရင်တော့ဒီကမရှက်တွေကအသက်ပါတယ်ပေါ့နော်တချို့ကကြောင့်အသက်တွေဖြုတ်ပစ်တာရှိတယ်ပေါ့နော်သူရဲ့အသက်ပါတဲ့ဥစ္စာဒီဖြုတ်ပစ်တာရှိတယ်တချို့ဆရာတွေကမကြိုက်ဘူးတချို့ဆရာတွေတော့ကြိုက်တယ်ညီမကတော့အသက်ပါတာကိုလည်းသဘောကျတယ်တကယ်လို့ compression အရန်တောင်းသွားလို့လေအရန် compression အရန်တောင်းသွားလို့ပြစ်မာသွားတယ်ဆိုလို့ရှိရင်ညီမကကင်မရှက်လေးကိုဟပ်ဖြုတ်ပြီးမှဒီအသက်ပါတာလေးကိုပြောင်းထည့်စေချင်တယ်ပေါ့နော်ပြောင်းထည့်စေချင်ပါတယ်တကယ်လို့ compression ပုံမှန်ပဲပေါ့နော်အပေါ်လည်းဖြစ်တယ်ဆိုလို့ရှိရင်အသက်မပါတာထည့်လို့ကင့်နင်းလိုက်လို့ပြုတ်နေတယ်ဆိုလို့ရှိရင်တော့ဒီကောင်ပဲရိုးရိုးထည့်လို့ရပါဒီ original ပေါ့နော် original အသက်မပါတာကိုထည့်လို့ရပါတယ်တကယ်လို့ကင့်နင်းလိုက်လို့ကိုကရှေ့ချမ်းကင်ပြီးမှခစ်ကအရန်မာသွားတယ်ဆိုလို့ရှိရင်တော့ညီမတို့ကလောက်အောင်ပိုင်းကလည်းမဖြစ်ဘူးဆိုလို့ရှိရင်ဒီအသက်ပါတာလေးကိုပြောင်းထည့်စေချင်တယ်ဒီလိပ်ပြမောင်းလေးကိုပါအောင်ထည့်စေချင်တယ်ပေါ့နော်ဒါမှသူတို့ချိတ်ပြီးမှသူကဒီလိုလေးချိတ်ပြီးမှဒီလိုပေါ့နော်ဒီလိုလေးချိတ်ပြီးတဲ့အခါကျမှသူကဘားကိုလည်းနည်းဖွင့်ပေးတာဖြစ်တဲ့အတွက်ကစ်နေရတာလေးပျော့သွားနိုင်ဘားဟပေးတဲ့သဘောပေါ့နော်ဒါကြောင့်မလို့ original မှာ original လာတဲ့ဟာတွေကတော့အသက်မပါဘူးနောက်လာတဲ့ဟာလေးကအသက်ပါတယ်အသက်ပါတာဘာကြောင့်ထုတ်တာလဲဆိုလို့ရှိရင်လိုအပ်လို့ထုတ်တာပါနော်ဆက်စချင်းမှာတော့သူတို့အစီအစဉ်သူတို့လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဘားကပျော့နေပေါ့နော်ဒီကစ်နေရလဲစင်ပြဲပေါ့နော်နောက်ကိုကင်လိုက်တဲ့အခါမှာ compression အားတွေအရန်ကောင်းပြီဘားတွေပြန်တတယ်ဘားတွေပြန် grind နဲ့ compression အားတွေအရန်ကောင်းသွားပြီဆိုလို့ရှိရင် kick ကအရန်မာနိုင်ပါတယ် kick ကတစ်ခေါက်တည်းနဲ့မလို့ဘက်ပြန်တာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မို့ညီမတို့ကကိုရှေ့ချမ်းကင်ပြီးသွားပြီဆိုလို့ရှိရင် original မှာအသက်မပါတဲ့ဒီဖြစ်စေပေါ့နော်ကိုကင်လိုက်လို့ compression အရန်ကောင်းလို့လေအရန်လုံသွားတယ်ဆိုလို့ရှိရင်ညီမတို့ကဒီလိုဒီလိပ်ပြမောင်းကဒီဟာလေးတွေအားကောင်းနေရမယ်ပြီးရင်ဒီအသက်ကလေးတွေပါတာလေးတွေကိုပြောင်းထည့်ကြည့်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကစ်ကပျော့သွားနိုင်ပါတယ်ကြည့်ရမယ့်ချက်ကတော့ညီမတို့က compression အရန်တောင်းသွားလို့လေအရန်လုံပြီးကစ်မာတယ်ဆိုလို့ရှိရင်တော့အသက်ကင်မရှက်ကိုအသက်ပါလေးပြောင်းထည့်စီချင်ပါတယ်လေတွေလည်းလုံမယ်ဒါပေမဲ့ကစ်နေရလည်းပုံမှန်လိုပဲပျော့တယ်ဆိုရင်တော့ရိုးရိုးပဲသုံးပါဒီအသက်မပါတာပဲသုံးပေါ့နော်အဲ့လိုလေးဖြစ်စီချင်ပါတယ်နောက်တစ်ခုကကလပ်အောင်ပိုင်းစစ်ပေးပါဒီကင်မရှက်မှာတီးမှာဆိုလို့ရှိရင်လုံးဝအသက်မပါဘူးကင်မရှက်ကဒီC90 ကင်မရှက်တွေဆိုလို့ရှိရင်လုံးဝအသက်မပါဘူး1 to 5တွေမှာပဲပြောင်းထည့်တယ်တရုတ်ဘိန်းတွေမှာပဲပြောင်းထည့်တာပေါ့နော် original မှာတော့အသက်မပါဘူးရိုးရိုးနောက်လာတဲ့ဟာတွေကအသက်ပါတယ်အသက်ပါတာဘာလို့ထုတ်လဲဆိုလိုအပ်လို့ထုတ်တာပါနော်
မလိုအပ်ဖ ਨੇ တော့မထုတ်ဘူးတချို့ဆရာတော့မကြိုက်လို့ဖြုတ်ပစ်တယ်ညီမပြောချင်တဲ့သဘောကတော့တကယ်လို့ကစ်ပြော့တယ်ဆိုလို့ရှိရင်တော့ကစ်ကပုံမှန်တိုင်းပဲရှေ့ချမ်းကင်လိုက်လို့ကစ်ကပုံမှန်ပဲဆိုလို့ရှိရင်တော့ဒီအသက်မပါတာပဲထည့်ရပါတယ်တကယ်လို့ကစ်ကအရန်မာသွားတယ်ဆိုလို့ရှိရင်ကလောက်အောင်ပိုင်းတွေလည်းစစ်ပြီးသွားလို့ကလောက်အောင်ပိုင်းတွေလည်းကောင်းတယ်ဆိုလို့ရှိရင်ဒီရှေ့ချမ်းကင်ပြီးတော့လေးရန်လုံသွားတယ်ကစ်ကအရန်မာသွားတယ်ဆိုလို့ရှိရင်တော့ဒီအသက်ပါတာလေးကိုပြောင်းထည့်စီချင်ပါတယ်ဒါကင်းမရှက်အကြောင်းလေးပါကျေးဇူးများတင်ပါရှင်